Hello အားလုံးပဲမင်္ဂလာပါရွှေလာ gas ကပါလူကြီးမင်းတို့အိမ်မှာသုံးနေတဲ့ gas မီးဘိုကဟောင်းနေလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင် gas မီးဘိုအစ်စ်ဝယ်သုံးချင်လို့ရင်ပဲဖြစ်ဖြစ်ကျွန်တော်ရှိမှာအရန်ကိုမှာ quality ကောင်းပြီးတော့တစ်နှစ်အာမခံပါရေရှည်အသုံးပြုနိုင်တဲ့မီးဘိုလေးတစ်လုံးနဲ့မိတ်ဆက်ပေးကြပါတယ်ဒါလေးကတော့ Namilex မီးဘိုဖြစ်ပါတယ်ခင်ဗျာ Namilex မီးဘိုကသူကဂျပန်နီးပညာနဲ့ဗီယက်နမ်နိုင်ငံမှာထုတ်ထားတာပေါ့နော်steel body နဲ့လာမယ် frame ပြည့်ပါ steel body နဲ့လာမယ်ပြီးတော့ close ဆိုလို့ရှိရင် magnet type နဲ့သွားမယ်မီးအားအတိုး short လုပ်လို့ရမယ်မီးတောက်အကြီးအသေးပါမယ်နော်ပြီးတော့သူ့ရဲ့ Oden တောက် Oden တောက်ဆိုလို့ရှိရင်တောင်9တောက်ကိုမှနှိမ့်ချောလေးနေဖြစ်တဲ့အတွက် OG OT သုံးလို့ရတဲ့ပုံစံမျိုးပါပြီးတော့သူ့မှာပါတဲ့ဒီရဲ့ကျွန်တော်ဒီBanjuri နဲ့မီးထွက်ပေါ့နော်ဒီမီးထွက်ဆိုလို့ရှိရင်တချို့မီးဘိုတွေကမီးထွက်နှစ်ကောင်းနဲ့လာတာပေါ့နော်မီးကောင်းအကြီးမီးကောင်းအသေးနဲ့လာတယ်ဒါပေမဲ့ဒီ Namilex မှာတော့သူကအလုံးရှုပ်သက်တာအောင်လို့တွေးရုံပဲမီးကောင်းကိုသုံးပေးထားတယ်မီးကောင်းအသေးဆိုရင်အပေါ်မှာမီးကောင်းအကြီးဆိုရင်သူကဘေးနားကနေထွက်မှာအဲ့တော့ဒီလိုမျိုးပေါ့ကျွန်တော်မီးညှိလိုက်တဲ့အခါမှာဒီလို magnet ရိုက်သွားပြီးတဝက်ဆိုလို့ရှိရင်ကျွန်တော်တို့မီးအပြည့်ထွက်ပြီးနောက်ထပ်တစ်ခါထပ် short လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအပေါ်မှာရှိတဲ့မီးကောင်းအသေးလေးပဲထွက်တော့မှာပေါ့နော်ဒီလိုပုံစံမျိုးလေးသွားတာဖြစ်ပါတယ်ခင်ဗျာပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့သူ့မှာပါတဲ့ဒီ Banjuri ပေါ့ Banjuri ဆိုလို့ရှိရင်သူက steel Banjuri ကိုသုံးပေးထားတာ steel Banjuri သုံးပေးထားတယ်ပြီးတော့သူ့ရဲ့ gas pipeline ဆိုလို့ရှိရင် metal ကောင်းကောင်းလေးကိုသုံးပေးထားတာဖြစ်ပါတယ်ပြီးတော့ဒါသူ့ရဲ့ Namilex ရဲ့အောက်ပိုင်းဖြစ်ပါတယ်ပြီးတော့သူ့မှာ magnet ကျွေသည်အကြီးကောင်းကြီးကိုသုံးပေးထားတာပေါ့နော်ဒါလေးရဲ့ quality အရန်ကောင်းတယ်ဒါလေးကိုလိုချင်နေဆိုရင်ကျွန်တော်တို့ရဲ့ TikTok chat box Facebook Messenger Viber ကနေပြီးတော့အမြန်ဆုံးဆက်သွယ်ဝယ်ယူထားဖို့လိုမယ်ကျွန်တော်ရှိမှာပစ္စည်းအများကြီးမရှိဘူးဒါလေးကပစ္စည်းအနည်းငယ်ပဲရတယ်လိုချင်တိုင်းလည်းဝယ်လို့မရဘူးဗီယက်နမ်နိုင်ငံကနေတင်သွင်းလာတာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့ကဒီလိုမျိုးregulator လေးနဲ့တွဲသုံးရတာပေါ့နော်ကျွန်တော်ရှိမှာဆိုလို့ရှိရင်ဒီ Namilex ကထုတ်ထားတဲ့ regulator လေးရှိမယ်ပြီးတော့ကျွန်တော်မှာဒီလိုမျိုး pipe ကလေးလေးကျွန်တော်ရောင်းပေးပါတယ် pipe ကလေးဆိုရင်ကိုလိုချင်တဲ့အတိုင်းတာတွေကိုကျွန်တော်ဝယ်လို့ရတယ်9ပေဝယ်6ပေဝယ်10ပေဝယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးခေါင်းလေးနဲ့တွဲသုံးရတာဖြစ်ပါတယ် gas o ပေါ့ gas o ဆိုလို့ရှိရင်ကျွန်တော်တို့က4kg ကနေစပြီး 20kg ဒီကျွန်တော်ဆိုင်မှာရမယ်model မျိုးတစ်စိတ်မျိုးရမယ်ပေါ့နော်လိုချင်တယ်ဆိုလို့ရှိရင်အမြန်ဆုံးဆက်သွယ်ဝယ်ယူထားပေးပါရန်ကုန်ကဆိုရင်ကျွန်တော်အရင်ငွေချေပို့ပါတယ်နယ်ဆိုလို့ရှိရင်ကျွန်တော်ကားဂိတ်တင်ပေးပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါရွှေလာပါခင်ဗျာ